တတိဆိုဒီမှာစိတ်နဲ့မိမိလုံရဆက်ဆက်ထားဖို့လိုအပ်တယ်စိတ်နဲ့လုံနေတာနဲ့တခြားစီမဖြစ်ဖို့ဥပမာမဲ့ထိုင်းနေရင်ထိုင်းနေတယ်လို့သိနေရအဲ့ဒါတတိလဲလျောင်းနေရင်လဲလျောင်းနေတယ်ဆိုတာသိရလမ်းလျှောက်နေရင်လမ်းလျှောက်နေတယ်ဆိုတဲ့အသိရှိရဒါဟာတတိမကွာနေထိုင်နေတာဖြစ်တတိမကွာအသိပညာဖြင့်နေထိုင်ဖို့အတွက်အေးရှေ့ကိုလမ်းတော့မယ်ဆိုရင်ဆင်ញင်တုံတရားနဲ့လမ်းရှေ့မှာငါခြေလမ်းတလမ်းလှမ်းလိုက်လို့ရှိရင်ဘာရှိသလဲခြေလမ်းလှမ်းခြင်းကြောင့်ငါမှာတစ်စုံတစ်ခုလွဲမှားသွားတာရှိနိုင်သလားဆိုပါတော့ခဲရှိသလားဆူးရှိသလားစသဖြင့်ဆင်ញင်တုံတရားနဲ့လောက်ရမယ်လို့ဒီလိုဆိုလို့အဲ့ဒီကစပြီးတော့လေ့ကျင့်ရနောက်ဆုံးရင်လည်းမှတ်တမဲ့မဆုပ်ခဲနဲ့တတိနဲ့ထားတယ်အသိပညာနဲ့ဆင်ញင်တယ်လက်ကွေးဖြေဆန်းလောက်တာကစပြီးတော့တတိနဲ့အသိပညာနဲ့လောက်သွားအဝတ်စားဝတ်တာတို့မျက်စိကကြည်တာတို့ကအစတတိတမ္ပစဉ္ညာနဲ့လောက်သွားဘိုးခွဲပကံကိုင်တာအစတတိတမ္ပစဉ္ညာနဲ့သွားရမယ်နောက်ဆုံးမှာစားတာတောက်တာကအစတတိတမ္ပစဉ္ညာရှိရမယ်အဲ့ဒီတတိတမ္ပစဉ္ညာနဲ့ရှိပြီးတော့အခုလိုနေထိုင်သွားမယ်နောက်ဆုံးမှာအိမ်နာတက်တာကအစတတိတမ္ပစဉ္ညာရှိနေပြီဆိုလို့ရှိရင်လူဟာလွဲမှားတဲ့အဖြစ်မျိုးတွေဒုက္ခရောက်နိုင်တဲ့အဖြစ်မျိုးတွေကလွတ်မြောက်သွားနိုင်တယ်ဒီလိုဆို